မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာဒီကနေ့မိတ်ဆွေတို့မျှဝေသွားမယ့်အကြောင်းကတော့မိတ်ဆွေတို့အတွက်အထူးလည်းပဲအသုံးဝင်မဲ့ application လေးတစ်ခုဖြစ်ပါတယ်မိတ်ဆွေတို့ဖုန်း battery ကိုတက်တာစေပြီးတော့တချင်းဗီဒီယိုတွေကြည့်တဲ့အချိန်မှာလည်းပဲကျွန်တော်တို့ screen off ပြီးတော့ကြည့်လို့ရတဲ့ application လေးတစ်ခုဖြစ်ပါတယ်ဒီ application လေးကိုကျွန်တော်ကိုယ်တိုင်အသုံးပြုပြီးကမှမိတ်ဆွေတို့အတွက်မျှဝေရခြင်းဖြစ်ပါတယ် battery လည်းအကုန်တက်တာတဲ့အတွက်ကြောင့်မိတ်ဆွေတို့အတွက်တစုံတရာအထောက်အကူဖြစ်အောင်ဒီ application လေးကိုမိတ်ဆွေတို့မျှဝေတင်ပြလိုက်ရပါတယ် Play Store ထဲကိုဝင်ပြီးတော့ application ကို download ဆွဲရမှာဖြစ်ပါတယ်လက်တွေ့လည်းပဲအသုံးဝင်တဲ့ application လေးတစ်ခုဖြစ်ပါတယ်ခင်ဗျာဟောဒီ application လေးတွေရှာတဲ့ search box နေရာမှာကျွန်တော်တို့က black screen လို့ရိုက်ရမှာဖြစ်ပါတယ် BLACK 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 SCREN screen ဆိုပြီးရိုက်ရမှာဖြစ်ပါတယ်ခင်ဗျာဒါ black screen ဆိုပြီးရိုက်ရှာလိုက်ပါဒီ application လေးဖြစ်ပါတယ်ခင်ဗျာအလွန်လည်းပဲအသုံးဝင်ပါတယ် site ကလည်း 4.9 megabyte လောက်ပဲရှိပါတယ်ခင်ဗျာ application လေးကိုပိတ်ဆွေတို့ဖုန်းထဲကို install သွင်းရမှာဖြစ်ပါတယ်ဒီ application ဟာဘာကောင်းတယ်လဲဆိုရင်တော့ဖုန်း battery အတွက်အလွန်ကောင်းပါတယ်ဖုန်း battery တက်တာစေပါတယ်ခင်ဗျာအားကုန်တက်တာစေပါတယ်ပြီးရင်ကျွန်တော်တို့တချင်းနားထောင်လို့တဲ့သတင်းနားထောင်လို့တဲ့မိတ်ဆွေများအတွက် battery ကိုမကုန်စေဘဲနဲ့battery အကုန်တက်တာပြီးတော့ကျွန်တော်တို့ screen off ပြီးတော့ကြည့်လို့ရတဲ့ application ကောင်းလေးတစ်ခုဖြစ်ပါတယ်ဟုတ်ကဲ့ install သွင်းပြီးရင်ဒီနေရာမှာ open ဆိုတဲ့ button ကိုနှိပ်မှဆိုရင် application ကိုတန်းပြီးရောက်သွားမှာဖြစ်ပါတယ်ကျွန်တော်ကတော့ application ကနေပြီးတော့မိတ်ဆွေတို့ဝင်ပြမှာဖြစ်ပါတယ်ခင်ဗျာ Peggy နဲ့ကျွန်တော်ပြန်ထွက်လိုက်ပါမယ်ဟုတ်ကဲ့ပြီးရင်တော့ application ကိုရှာကြည့်မှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်တော့ကျွန်တော်ဖုန်းထဲကို black screen application ရောက်နေဖြစ်ပါတယ် application ထဲကိုဝင်လိုက်ပါခင်ဗျာမတမ်းမလည်းအသုံးပြုရတာလွယ်ပါတယ်အောက်မှာ get started ဆိုတဲ့ဟာလေးရှိပါတယ် get started button လေးကိုနှိပ်ပေးရမှာဖြစ်ပါတယ်ဒီနေရာမှာတော့ display over other apps ဆိုတဲ့နေရာလေးတွေကိုနှိပ်ပေးလိုက်ပါအောက်မှာတော့ဒီ option နဲ့တစ်ခုပါပါတယ်ဒါကတော့ကျွန်တော်တို့သူ့ကို permission ပေးရမှာဖြစ်ပါတယ်ခင်ဗျာ black screen application ကို permission ပေးရမှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီနေရာမှာ application နဲ့ဝင်လိုက်ပါအပေါ်မှာဒီ button လေး off ဖြစ်နေတာလေးကို on ပေးလိုက်ပါခင်ဗျာဒါဆိုရင်ရပြီဖြစ်ပါတယ် Peggy နဲ့ပြန်ထွက်မှာဖြစ်ပါတယ်ဟုတ်ကဲ့ဒီအောက်မှာ continue ဆိုတဲ့ button လေးရှိပါတယ်ခင်ဗျာဒီ continue button လေးကိုဝင်လိုက်ပါဒီနေရာမှာတော့ premium user များအတွက်သူပေးထားတာဖြစ်ပါတယ်ကျွန်တော်တို့က skip အပေါ်မှာ skip ရှိပါတယ်အဲ့ဒါကိုကြော်ပြီးတော့ free version အနေနဲ့သုံးမှာဖြစ်ပါတယ်ခင်ဗျာဒီနေရာမှာတော့ကျွန်တော်တို့ဒီနိုင်လေးရဲ့ပုံစံကိုလည်းပဲအမျိုးမျိုးပြောင်းလို့ရပါတယ်ဒီမှာဒီပုံစံမျိုးလည်းပြောင်းလို့ရတယ်နိုင်ပုံစံမျိုးကိုကြိုက်တယ်လို့မိတ်ဆွေတို့ပြောင်းလို့ရပါတယ်ခင်ဗျာကျွန်တော်ဒါလေးထားလိုက်ပါဖြစ်ပါတယ်ဒီ floating lost style ဆိုတာမှလည်း style ကိုအမျိုးမျိုးထားလို့ရပါတယ်ဒီပုံစံလေးထားလို့ရတယ် top clock ဒီပုံမျိုးဒီပုံစံမျိုးလည်းထားလို့ရတယ်ဒီပုံစံမျိုးလည်းထားလို့ရတာဖြစ်ပါတယ်ကျွန်တော်ကဒီပုံစံလေးပဲထားလိုက်မှာဖြစ်ပါတယ်ပြီးရင် start button လေးကိုနှိပ်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ floating top clock လေးပေါ်လာပြီဖြစ်ပါတယ်ခင်ဗျာကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ဒီမှာဒါဆိုလို့ရှိရင်ဒီဘက်တောက်မှာfloating icon လေးတစ်ခုပေါ်လာပြီဖြစ်ပါတယ် YouTube ကိုကျွန်တော်ကြည့်ပြီးတော့မိတ်ဆွေတို့နမူနာပြမှာဖြစ်ပါတယ် YouTube ထဲကိုဝင်လိုက်မှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေရာမှာကျွန်တော်သချင်းလေးတစ်ပုဒ်ရှာကြည့်မှာဖြစ်ပါတယ်မာမာအေးဆောင်းဆိုပြီးတော့ကျွန်တော်ရိုက်ရှာထားတာရှိပါတယ်အဲ့ထဲကိုဝင်လိုက်ပါဒါမှကျွန်တော်တစ်ပုဒ်ကိုစမ်းပြမှာဖြစ်ပါတယ်ဒီမှာဥပမာဒီသချင်းလေးတစ်ပုဒ်ဆိုရင်ဒီဘက်မှာ floating window လေးရှိပါတယ်စပြီဖြစ်ပါတယ်ခင်ဗျာဒီကလေးလေးကိုနှိပ်လိုက်ဦးမှာပဲဟုတ်ကဲ့ဒါဆိုရင်တော့ကျွန်တော်တို့ black screen အနေနဲ့ battery လည်းအကုန်သက်သာပါတယ်ဒီပုံစံမျိုးကြည့်လို့ရပြီဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ဒီနေ့ဖို့ဒီဗီဒီယိုလေးကိုမျှဝေတင်ပြလိုက်ရပါတယ်ဗီဒီယိုကိုအဆုံးထိဝင်ရောက်ကြည့်ရှုတဲ့အတွက်ကြောင့်အထူးပဲကျေးဇူးတင်ပါတယ်ခင်ဗျာအားလုံးပဲရှင်လန်းချမ်းမြေ့ကြပါစေ